မင်္ဂလာပါဒီနေ့ကတော့ကျဲနေပြီကအင်္ဂလန်နိုင်ငံရဲ့ UNESCO World Heritage Site ဖြစ်တဲ့ Bath မြို့ကိုရောက်နေတာပါအခုမြင်နေရတဲ့အစာအုပ်ကိုတော့ Royal Crescent လို့ခေါ်ပါတယ်လာချမ်းပုံသဏ္ဍာန်ရှိပြီးတော့18ရာစုကတည်းက Georgian Style တည်ဆောက်ခဲ့တာပါယနေ့ခေတ်မှာတော့ပြတိုက်ဟိုတယ်နဲ့လူနေအိမ်တွေအဖြစ်အသုံးပြုပြီးတော့ခရီးသွားဧည့်သည်တွေအများဆုံးဓာတ်ပုံလာရိုက်ကြပါတယ်တမျိုးလုံးပဲနေရာကြီးကြီးအရန်လှပြီးတော့ပုံမြင်စာအုပ်ထက်ရောက်သွားသလိုပဲရှေ့မှာမြင်နေရတဲ့အစာအုပ်ကတော့ Bath Abbey လို့ခေါ်တဲ့ဘုရားကျောင်းပါနှစ်ပေါင်း1300ကျော်အောင်သက်တမ်းရှိပြီးတော့ Bath မြို့ရဲ့နာမည်ကြီးအထင်ကရနေရာတစ်ခုဖြစ်ပါတယ်ဘေးတို့ဒီတစ်ခေါက်ကအချိန်မရလို့ Roman Bath လို့ခေါ်တဲ့ Roman ရေချိုးကန်ကိုမဝင်ခဲ့ရပါဘူးဒါကတော့ဒီမျိုးရဲ့လူကြိုက်များတဲ့မုံဆိုင်ဘယ်ဘက်မှာမြင်ရတဲ့အိမ်ကတော့ Cellular House လို့ခေါ်တဲ့အိမ်ပါနှစ်ပေါင်း940ကျော်အောင်တက်တန်းရှိပြီဖြစ်ပြီးတော့ Bath မြို့ရဲ့အဟောင်းဆုံးအိမ်လို့ပြောလို့ရပါတယ်အခုကတော့ပေါ်တနီတရားနဲ့ပေါ်တနီရေထဲကိုရောက်နေတာပါဒီတရားပေါ်မှာဆိုင်ကန်းတွေစားသောက်ဆိုင်တွေရှိပြီးတော့အမြဲတမ်းဧည့်သည်တွေနဲ့စီကားနေပါတယ်အုတ်မိုင်းမရာသီဥတုနဲ့ Bath မြို့ရဲ့အလှနဲ့အရန်လိုက်ဖက်ပါတယ်ဒါကတော့ပေါ်တနီတရားပေါ်မှာပါဘေးတို့ Bath မြို့ရဲ့ဈေးကြီးတဲ့ကိုလည်းရောက်ခဲ့သေးတယ်ဒီဈေးကြီးကရှေးကြဆုံးဈေးတွေကတစ်ခုဖြစ်ပြီးတော့နှစ်ပေါင်း900ကျော်အောင်သက်တမ်းရှိပါပြီအထဲမှာအစားအသောက်ကုန်ပစ္စည်းစားအုပ်ဆိုင်အထည်ဆိုင်အကုန်ရှိတယ်ဒီ Bath မြို့လေးကတော့လမ်းလျှောက်လေလို့အကောင်းဆုံးပဲကျဲနေပေးကတော့ကားကိုတနေရာမှာရက်ပြီးတော့တစ်မျိုးလုံးလမ်းလျှောက်ပြီးပဲကြီးလိုက်တယ်